899 မှတ်တွေမှာဒီမြန်မာပေါက်ထည့်နေပေါ့နော်မြန်မာပေါက်ထည့်နေကိုဒါတုတ်တောင်ပြတာပါအခုပြောရတဲ့ setting ထဲမှာเนาะအဲ့မှာတစ်ပိုက်ထဲ setting ထဲဝင်ရင် manager keyboard ထဲကိုဝင်အဲ့ keyboard ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာတော့ keyboard လေးတွေဘယ်လိုဒါကတော့ဖွင့်ပြီးသားမလို့เนาะတကယ်လို့အဲ့ keyboard လေးတွေပိတ်ထားတယ်ဆိုရင်တော့ပြန်ဖွင့်ပေးလိုက်ပေါ့เนาะအဲ့မှာအဲ့ဒါလေးကိုနှိပ်ပြီးတော့ okay နှိပ်လိုက်ပေါ့ဒါကတော့လက်ရှိဒါဖွင့်ပြီးသားဖြစ်နေလို့ဒါပြန်ပိတ်ပြီးတော့ဒါပြန်ပြတာဖြစ်ပါတယ်အဲ့ကောင်ဖွင့်ပြီးသွားပြီဆိုတာနဲ့ခုနလိုပဲ setting ရဲ့ device ထဲမှာသူ့ရဲ့ဒီ keyboard ထဲကိုဝင်ပြီးသွားလို့ရှိရင်ဒီမှာ change ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာကာရက် keyboard ဆိုတာရှိတယ်အဲ့ကာရက် keyboard ထဲမှာဝင်ပြီးတော့ frozen မြန်မာဆိုတဲ့ဟာလေးကိုတော့အောက်က frozen O ကကျတော့တိတ်သုံးလို့မကောင်းfrozen မြန်မာကကျတော့သုံးရတာအဆင်ပူပြေတယ်ပေါ့နော်အဲ့ဒါရပါပြီဆို change ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါမှာထည့်ပေးထားတယ် SYZ YouTube ဆိုတာရှိတယ်အဲ့ SYZ YouTube လည်းရှိတယ်ပြီးသွားလို့ရှိရင်ဒီမှာ AZ TV ဆိုတဲ့ software ထဲမှာလည်းမြန်မာ YouTube ဆိုတဲ့ link လေးထည့်ထားတယ်အဲ့ထဲမှာ YouTube မှာမြန်မာ keyboard နဲ့မြန်မာစာနဲ့ရိုက်ပြီးတော့မြန်မာလိုရိုက်ရှာလို့ရတဲ့ပုံစံကိုဗီဒီယိုရိုက်ပြီးတော့ပြတာပေးခြင်းဖြစ်ပါတယ်တချို့မသိတဲ့သူတွေလည်းဒါလေးကြည့်ပြီးလိုက်လုပ်ကြည့်လို့ရှိရင်အဆင်ပြေကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ဆက်ဝယ်ခြင်းနဲ့စာပြပြုလုပ်ခြင်းများအတွက်ဆရာစောရန်ကုန် online ခွန်3လုံး1 3လုံး556ကိုဆက်သွယ်စုံစမ်းမြင်မြန်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်